ကဲဒီနေ့တော့ဆိုင်မှာရှိတဲ့ပစ္စည်းတချို့တစ်ဝက်ကလေးပေါ့ဗျာနော်တချို့တစ်ဝက်ကလေးကိုကျွန်တော်ကြော်ညာပေးတာပေါ့ဗျာနော်ဒါကျွန်တော်ဆိုင်မှာကပိုးဆိုင်မှာရှိတဲ့ပစ္စည်းလေးတွေပါဗျာဒါဆိုကျွန်တော်တို့မော်လူးနယ်ဘက်ကထွက်တာနော်တင်ပြူးဗျာတင်ပြူးဗျာဆိုကျွန်တော်တို့ဘက်ကတအားကောင်းတယ်နော်တင်ပြူးဗျာဆိုဒီမှာခောက်ထားတာဆိုအကြီးတွေသူ့ရဲ့နှခမ်းသားတွေဆိုလို့ရှိရင်လည်းသူ့ဘာလဲသူပဲသူတင်ပြူးဗျာနဲ့ပဲဒါနှခမ်းလုံးထားတာပေါ့ဗျာနော်နှခမ်းလုံးထားတာဒီကောင်ဆိုကျွန်တော်တို့ဒါတယောက်အိတ်ကနေပြီးတော့ကျွန်တော်တို့ဧကန်တွေပဲခင်းလို့ရတယ်အနည်းဆုံးဒီကျွန်တော်တို့ဒီ၄ရောင်းခွဲကနေပြီးတော့2သိန်းကျော်တိရှိတာပေါ့ဗျာနော်ဒါတင်ပြူးဗျာဒါကျွန်တော်မော်လူးနယ်ဘက်ကထွက်တာပေါ့ဗျာနော်မော်လူးနယ်ဘက်ကထွက်တာဒါဆိုရင်ကျွန်တော်တို့ကြက်ဥချိန်နဲ့လှုပ်ထားတာပေါ့ဗျာနော်ကြက်ဥချိန်နဲ့ခေါင်းတုံးပေါ့ဒါဆိုခေါင်းတုံးလေးလှုပ်ထားတာဒါကျွန်တော်တို့ဒီအများဆုံးအဖြစ်တော့ဒီခေါင်းတုံးလေးတွေကကျွန်တော်တို့ဒီကာရမားတွေဝယ်တာများတယ်ဗျာဘာလို့ဆိုတော့သူကဒီကားမှာဆိုလို့ရှိရင်ကျွန်တော်တို့တောင်းတနေရာမှာလေးထားရင်ရပြီလေနော်တော့ခေါင်းတွေပါရှာတယ်မလို့ပြီးတော့ဒီကျွန်တော်တို့ဘက်မှာတုံးနေဆိုရင်ဒီကျွန်တော်တို့ဧကန်နေမှာပေါ့ဗျာနော်ဧကန်နေမှာတန်ကြောင်လေးရိုက်ပြီးတော့တို့ချိတ်တရလေးလည်းပါတယ်အဲ့လေးချိတ်ထားတယ်ဒီလိုက်ဆိုရင်ကျွန်တော်တို့ဒါ၄တောင်းရောက်မှတယ်ဗျ၄တောင်းပေါ့ဗျာနော်ဒီ site ကိုပြောတာပါ၄တောင်းကကျတော့လေတော့ကျမ်းမိုင်းနဲ့လည်းညီညွတ်တယ်ကျိန်ဆိုတဲ့မျိုးဆိုတော့လေကျွန်တော်တို့လက်မှုပညာလေးတွေပေါ့ဗျာနော်ဆိုင်မှာရှိတဲ့တချို့တစ်ဝက်ပစ္စည်းလေးတွေကျွန်တော်ဈေးနှုန်းလေးနဲ့တင်ပေးတာပါဒါကိုဘိုးဆိုင်မှာရှိတဲ့ပစ္စည်းလေးတွေပါနော်မော်လူးတွေတအတွက်ပစ္စည်းပါဆိုင်ကယ်လေးလည်းရှိပါတယ်နော်ဆိုင်ကယ်လေးလည်းရှိပါတယ်ကောင်းတုံးတွေကအသေးလေးရှိတယ်နော်ဒီအသေးလေးဆိုကျွန်တော်တို့ဒါ2000ဝန်းကျင်လောက်ပဲရှိမှာဗျာနော်2000ပေါ့ဗျာနော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီတမလန်းနဲ့လုပ်တဲ့ခုံကြီးရှိမယ်ဒါကလထိုင်ပေါ့ဗျာနော်ဆော့ကလထိုင်ခေါ်တယ်ဒါတမလန်းစัจ जा တမလန်းစัจ जा ဆိုတာတို့ကကျွန်တော်တို့အနစ်နဲ့အကာနဲ့တော့ဝက်စီထိုးထားတဲ့စัจ जा ဒီကောင်3သိန်း9000ဒါလေးကကျွန်တော်တို့တမလန်းအနစ်ဟိုတို့ကကျွန်တော်တို့ကအကာတွေဖယ်ပြီးတော့အနစ်တောက်ပဲယူထားတာဒီကောင်ဆိုကျွန်တော်4သိန်းခွဲနော်အနစ်သားဆို4သိန်းခွဲဒါကျွန်တော်နယ်ဝေးတွေကားတင်ပေးပါတယ်နယ်ဝေးကားတင်ပေးပါတယ်ဒါပြီးတော့ကျွန်တော်ငရုတ်စုံတွေလည်းရှိမယ်နော်ဒါလေးဆိုကျွန်တော်ငရုတ်စုံဆိုရင်ကျွန်တော်တို့က3000ခွဲရှိမယ်နော်9000ခွဲရှိမယ်6000ခွဲရှိမယ်ဒီကျွန်တော်တင်မော်ဒီတောင်းတာတွေပါရဆိုလို့ရှိရင်ကျွန်တော်တို့ဒါ9000ခွဲတသိန်းအဲ့လိုမျိုးရှိမယ်ဗျာနော်ဒါကျွန်တော်တို့မော်လူဒီဓာတ်အတွက်ပစ္စည်းတွေပေါ့ဗျာနော်ကဲကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်လိုက်ပေးတဲ့မိတ်ဆွေတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ